ကဲကျွန်တော်ရဲ့ YouTube channel ကပြန်ပြီးမှကြိုဆိုပါရနော်ကျွန်တော်ဒီဟာဥစ္စာကမနက်ဖြန်29ရက်နေ့10လ2025အတွက်ကျွန်တော်နေတိုက်ဖြစ်တယ်နော်လေးလုံးနဲ့ကျွန်တော်တို့ပေါအောင်ဘယ်လိုမျိုးခြေပြီးမှလုပ်မလဲဆိုတာကျွန်တော်ပြန်ပြီးမှပြမှာဖြစ်ပါတယ်နော်ဒီဟာအခုမပြတ်သေးတဲ့အပင်နော်မပြတ်သေးခင်ကျွန်တော်တို့ကြိုယူရမှာနော်ဒီ site နေတိုက်တွေဆိုတာ site ချက်ချင်းရပြီးမှတခါလေးကျရင်ချက်ချင်းပြန်ပြတ်တောက်တော့နော်အဲမျိုးပြတ်တောက်တဲ့အတွက်ကျွန်တော်တို့ဒီပေးနေတော့မှမြင်ချက်ချင်းယူရမှာဖြစ်တယ်နော်ဆိုကျွန်တော်ပြမယ်နော်ကျွန်တော်ဘယ်လိုလုပ်တစ်ခွန်ဘယ်လိုရခဲ့လဲ96ကိုလည်းဘယ်လိုရလဲဆိုတာတစ်ချက်ပြမယ်နော်ဒီမှာစီ3လေးပေါင်းချင်းကဒီနှစ်ခုပေါင်း9ကဒီမှာကြာရမှာ9ကြာတယ်နော်4နှစ်က4နှစ်ပေါင်းချင်းက6ပါဝါတင်6တိကြာရမယ်ဆို1ကြာတယ်နော်ပြီးရင်နှစ်300ပေါင်းချင်းကနှစ်ပါဝါ9ကြာရမယ်ဆို9ကြာတယ်နော်ပြီးလို့ရှိရင်305ပါဝါ300ဆိုရင်ဒီဥစ္စာလည်းကြာရမှာဖြစ်တယ်နော်အဲဆိုရင်ဒီမှာဆိုရင်300ကြာတော့နော်900ဆိုရင်ဒီမှာ300ဆိုရင်ဒီနားမှာ9ကြာမယ်9ကြာတော့နော်အဲဆိုဒီနားမှာပေါင်းချင်း6ပါဝါ1 6တိချင်းဆိုရင်ဒီနားမှာဒီမှာလာကြတယ်လို့မှတ်ယူလားဒီမှာကိုဘူးမွာဒီမှာကြတယ်လို့မှတ်ယူနော်ဆိုတော့6တိချင်းရှိရနော်ဒီမှာ6တိချင်းဆိုရင်ဒီမှာ1ကြတော့အဲဆိုရင်နောက်ကျွန်တော်တို့29ရက်နေ့တွေ့ပါပဲဖြစ်နိုင်လဲဆိုရင်6ရက်နေ့နဲ့ပေါင်းရင်3ရက်38ဖြစ်တယ်နော်38ဖြစ်တယ်အဲဆိုရင်38ချင်းရတယ်နော်38အချင်းလုံးမလဲပြန်နေတိုက်အောင်ရမယ်38ချင်းဖြစ်တယ်နော်38ချင်းဖြစ်တယ်လို့ရှိရင်ကျွန်တော်ဒီကောင်အောင်ဆိုထိုးကွက်ဘယ်လိုထိုးမလဲဆိုရင်ကျွန်တော်38ဖြစ်တဲ့အတွက်38အချင်းကျွန်တော်38အချင်းဖြစ်တယ်နော်38အချင်းရနော်ဒီမှာ6နဲ့ပေါင်း6နဲ့ပေါင်း8နော်မှာ8ပါဝါ3ချင်းဆိုရင်38အချင်းဒီလိုရှိရင်ကျွန်တော်38ချင်းကိုဘယ်လိုထိုးမလဲဆိုနှစ်ခွန်နဲ့ကတ်မယ်38ကိုနှစ်ခွန်နဲ့ကတ်မယ်နော်38ကိုနှစ်ခွန်နဲ့ကတ်မယ်ပြီးရင်အဲ့ဒီနှစ်ခွန်ရတဲ့ site ကကျွန်တော်ပြန်ပြပေးမယ်နော်အခုဒီမှာကျတော့ကျွန်တော်မပြတော့ဘူးနှစ်ခွန်ချင်းနဲ့ပဲကျွန်တော်ကြိတ်မယ်နော်နှစ်ခွန်ချင်းလို့ဆိုရင်နှစ်ခွန်အချင်းနဲ့ထိုးမယ်နော်ဆိုရင်3နှစ်3ခွန်8နှစ်8ခွန်မနေ့ပြန်တော့ကျွန်တော်တို့ဒီထိုးကွက်မှာထိုးကွက်ကဒီနှစ်ကွက်ဖြစ်တယ်နော်ဒီနှစ်ကွက်မို့ဒီ4ကွက်ဖြစ်တယ်ဒီ4ကွက်ကိုပဲကျွန်တော်ဒီမနေ့ပြန်တော့မှမလား3ချင်းလာမလားဘယ်လိုလာမလဲပဲကျွန်တော်စောင့်ကြည့်မယ်နော်3ချင်းလာမလားပြီးနောက်တစ်ချင်းရှိရင်ကျွန်တော်ပြန်တွေးလို့ရှိရင်ကျွန်တော်ပြန်ပြီးမှတင်ပေးမယ်နော်အခုကျတော့ကျွန်တော်နေ့တိုင်းမှာဆိုရင်ဒီ4လုံးပဲနော်ပြီးရင်ကျွန်တော်ထိုးမယ်ဆိုရင်ဒီ6ခွန်နဲ့အမြဲတမ်းပြောရတော့6ခွန်နဲ့3ခွန်ကပေါအောင်ထည့်ထိုးနော်ပေါအောင်ဒီပတ်တင်မှာမွေးကနန်းဖြစ်တဲ့အတွက်လာနိုင်တယ်နော်ဟောဒါမွေးထားနော်ဒါဒီဥစ္စာဒီ4ခွက်3နဲ့3ခွန်8နဲ့8ခွန်ကျွန်တော်နေကုံစားနော်နေကုံအတွက်ထိုးရမှာဖြစ်တယ်နော်နေကုံ4ခွက်တကယ်လို့ဒီမနက်ပိုင်းမှာထွက်တယ်ဆိုရင်လည်းကျွန်တော်ကပြန်ပြီးမှ4နာရီအတွက်ပြန်ပြီးပြင်ပေးမယ်နော်ဒီဟာမနက်မထွက်ဘူးဆိုရင်မပြစ်လိုက်နဲ့ညနေမှကြိတ်နော်ညနေမှကြိတ် Okay bye bye